အားလုံးနဲ့ကိုယ်အားလုံးနဲ့ကိုယ်တော်တော်ပြန်လာနေတာစိတ်ကိုဒီကညာဆိုင်တော့လည်းနားပေါကြားနေတယ်အတားနားကြည့်လာတယ်ကြားနေတော့ပြည်နေနေတာအတားလာတဲ့နေတော့အရင်စိတ်ဆံလို့ခံလာပါတဲ့အရင်စိတ်ကကြားနေတော့တရားတော်ဆိုရင်ယူဆမှန်တရားအသိရှိရတရားတော်နဲ့တရားအသိပါမှာတရားအထုတ်တဲ့စဉ်းရောက်တတိထားလို့အာယုဆိုင်လို့ခုတည်းနဲ့တရားအထုတ်တယ်လို့နေရတယ်။ဘာလို့လဲတရားအထုတ်လို့လဲဆိုတရားအထုတ်တဲ့ပတ်သက်တဲ့ဘုရားအသိဉာဏ် knowledge ရှိရဝိပဿနာတရားအထုတ်တဲ့နေရာမှာအရေးကြီးဆုံးကကာမတတိဖြစ်ဖို့ကာမတတိနဲ့စအယူဝါဒနှလုံးသွင်းမယ်ဒါပါလေဆိုတော့ယုံနာပေါ်မှာအယူဆမှာကိုရေးကြည့်လူတွေကတတိခိုင်ကိုယ့်ကိုယ်ပဲတတိခိုင်မှာဆိုတော့ကိုယ့်ကိုယ်ဆိုရင်ငါဆိုတဲ့အကြအရာအရာပြည့်တယ်ဆွဲလာမှုပြည့်တယ်ကိုယ့်ကိုယ်ပြန်ကြည့်ဆိုတော့ဒီခန္ဓာကိုယ်ရဲ့ငါဟာနှလုံးသွင်းတယ်ငါဟာနှလုံးသွင်းပြီးတော့အဲဒီစာဆွဲလာရအချိန်မှရအားကိုကြည့်တာတရားအထုတ်တဲ့နေရာမှာဒီငါဆိုတဲ့အကြနဲ့တရားအထုတ်လို့ဖြစ်ဘူးအဲငါဆိုတဲ့အကြကိုဘုပြုပြီးတော့စဉ်းစားမယ်ဆိုရင်ကြည့်ရတဲ့အာချိကနဲ့လောဘနဲ့အာချိကငါနဲ့ပေါင်းနိုင်အောင်ဆိုငါဘုပြုပြီးစဉ်းစားမယ်ဆိုရင်ကြည့်ရငါလောဘနဲ့အာချိကနဲ့ဒေါသနဲ့အာချိကနဲ့ပေါင်းတာပြည့်ပြီးတော့သူ့ရည်နဲ့ကြည့်ရမှလည်းအာချိကနဲ့ဒါကြောင့်တရားအထုတ်ရင်အဲဒီငါဆိုတဲ့အကြနဲ့အထုတ်လို့မရဘူးတရားမရတဲ့ရှုပ်ကုန်အဲဒီဆွဲရအယူဝါရတော်ပြင်းထန်တော့တရားတဲ့နေရာမှာအယူဆပြောင်းလာကိုယ့်ကိုယ်ပြန်ကြည့်တော့ကိုယ်ကဘာရေးလဲတော့ပြုံးနေတော့ခန္ဓာကိုယ်ရှိတဲ့စိတ်ရှိတယ်ခန္ဓာမှာဖြစ်တဲ့ဘောဓိမှာလည်းရုပ်တရားစိတ်မှာဖြစ်တဲ့အာရုံနဲ့တရားအဲဒီယုံကြည်တဲ့တရားတွေအကြောင်းကြောင့်ဖြစ်တဲ့ကျိုးတရားတွေတော့ဖြစ်စဉ်နဲ့ရှိတယ်အကြောင်းကြောင့်ဖြစ်နေတဲ့ကျိုးတရားဖြစ်စဉ်တွေနဲ့အဲဒီမှာလူရှိပုဂ္ဂိုလ်ရှိတတ်တော်ရှိငါရှိငါဟာရှိအဲ့တော့ငါရှိဆိုတော့ငါရှိတယ်ဆိုတော့ကဘာဝတရားဆိုတဲ့အယူဆတွေထည့်တာကဘာဝဆိုတာသူ့အကြောင်းနဲ့သူ့ကျိုးနဲ့ဖြစ်နေတဲ့ဖြစ်စဉ်ကဘာဝလို့ပြောဓမ္မကဘာဝအဲဒီဓမ္မဘာဝရဲ့မှာလူရှိပုဂ္ဂိုလ်ရှိတတ်တော်ရှိဓမ္မသဘောတရားတွေသဘောဆိုတာကဘာဝကိုသဘောလို့ပြောအဲဒီဒီလိုရှိထားတယ်ဒီမှာဘုရားအဲဒီခန္ဓာကိုယ်ကငါလည်းဟုတ်ဘူးငါလည်းဟုတ်ဘူးသဘာဝတရားတက်တယ်ပဲအကြောင်းရှိလို့ဖြစ်နေတဲ့သူတရားတွေဆိုတဲ့အတိအကျတော့စဉ်းစားကြည့်ပြီးတော့နည်းနည်းနှလုံးသွင်းထားလက်ခံလို့ရအဲငါဘုရားပြီးစဉ်းစားပြီးအဲဆွဲလာနေအားကြီးတာကြည့်နေတာအားကြီးဘာသာတော်ပူရာအေးတာပူရာပဲပူရာအေးတာလူမဟုတ်ကိုယ့်ကိုယ်တတ်တော်အောင်ဒါသဘောလေးအဲ့လိုပဲနားရဆိုတာလည်းငါဟုတ်ငါနားနေငါရှိတော့နားနေငါဆိုတာကတတ်မှချက်အချိန်ပိုင်းကြောက်တာဆက်ဆံလို့ရအောင်အချိန်ကြီးအောင်တုံးလာတယ်တူတူပဲ
ဓိကပြောချင်တာအယူမှန်မှုရုပ်မှာဖြစ်တာလည်းငါတို့ချင်းစိတ်ထဲမှာဖြစ်တဲ့အားလုံးလည်းငါတို့ချင်းအထင်မှားရအားကြီးတယ်နော်ပြီးတာလို့ပြီးတာငါပြီးတယ်ပြောမယ်ခံစားနေတယ်လူခံစားနေတယ်ငါခံစားရတယ်ပြောမယ်အဲ့လိုပဲပြောနေတာအဲ့လိုပဲယုံနေတာနောက်တစ်ခါတော့ဘာတရားရင်ဟောတိတ်တဲ့ဘောကိုစိတ်တိတ်ညွတ်တဲ့ဉာဏ်ရှိပြီးတော့တဲ့စိတ်ကိုပေါ်တယ်အဲ့ဒါနဲ့ရှိနာရမှာတိတ်တဲ့ဘောကနာတရားနားနဲ့ဆိုင်ပါတိတ်တဲ့ဘောညွတ်တဲ့ဘောဉာဏ်ရှိတဲ့ဘောတွေ့တဲ့ဘောတိတ်တယ်လာဘောတိတ်တဲ့ဘောလေးတိတ်တယ်ခံစားတဲ့ဘောကခံစားလာလူကြီးလည်းငါလူကြီးလည်းတွေ့တာမနောကတော့ဘာလူကြီးလည်းဘာဝတရားတစ်ခုပဲဘုရားလည်းဘာဝတရားတစ်ခုပဲငါလည်းဆိုင်အားလုံးမှာစိတ်ကြီးရှိတဲ့စိတ်ကြီးဖြစ်တဲ့တိုင်းမှာဒါကြီးဖြစ်တယ်တော့ဘာလဲဖြစ်တယ်ငါလည်းတော့လည်းဖြစ်နေအကြောင်းရှိဖြစ်လာတာပဲအဲ့ဒါကငါလူကြီးလည်းငါကြည့်တယ်ဘူးငါတော့ဖြစ်တယ်တော့ကြအဲ့လိုပြောတယ်အဲ့လိုစဉ်းစားရင်ဒေါ်လာကပူကြည့်လာလူချင်းလည်းရပူကြည့်လာအားနိုင်ကြည့်ဒီတက်တယ်နေကြည့်ဆိုတာအကိရိယာတွေကိုကြီးပွားအောင်အားပေးတဲ့သဘာဝရှိတယ်အဲကြောင့်ဒီငါတို့ရဲ့အယူဆနဲ့အထောက်အထားကိုတရားတော်မတရားတော်ဖြစ်တယ်တရားတော်ကိုလည်းလုံးဝရမယ်ကသာသဘာဝတရားတစ်ခုပဲအဲ့ဒါလည်းပြီးတော့တတိထားကြည့်ရအဲ့တတိထားတဲ့တိပြီးတာတိပြီးတယ်ဒီတိုင်းတိတယ်ဆိုကြည့်တယ်လို့တော့စတဲ့ကြည့်နေတော့ကြည့်တယ်လို့တော့အဲ့တတိထားရင်တိနေတာဘာလို့ကြည့်နေတာလဲဘာကြောင့်ကြည့်နေတာဘာလို့ကိုယ်ဒီသဘာဝတရားရဲ့အကြောင်းအကျိုးနေချောကြည့်ခြင်းဒီရောက်သဘာဝနဲ့သဘာဝနဲ့အမှန်တိုင်းကြည့်ခြင်းနဲ့အများကြီးဖို့ကြည့်ထားတာအဓိကကဘာဖြစ်ခြင်းလို့လဲဖြစ်ခြင်းကိုသာဘုရားကကြည့်ဖို့အဓိကသဘောပေါက်ဖို့အဓိကဒီထားပြီးကြည့်ရင်အတိအကျဖြစ်လာတယ်လို့ဒီထားတတိထားတဲ့ယူချက်ကလည်းရှင်းနေမှာကောင်းတယ်သူများမှာတတိထားတဲ့ယူချက်ကအလုံးမျိုးဖြစ်တော့အမျိုးရှိငြိမ်ခြင်းလို့သမာဓိကောင်းခြင်းလို့စိတ်မပြောင်းအောင်လို့ဘုရားတော်များတော်ကိုတတိထားတယ်အဓိကအဲ့ဒါကြောင့်ဟာတော့တတိထားတယ်ဒီကိုတတိထားသဘာဝနဲ့ဖြစ်တိုင်းပြီးလို့အတိမပြုလို့တတိထားတယ်သူတို့ရဲ့သဘာဝကိုနားနားကြည့်လာပြီဆိုရင်နားလေလာမှာပေါ့နားလေတဲ့ဉာဏ်လို့ကျတော့အတိဉာဏ်လို့ကျတော့ကြည့်ခိုင်းတတိထားတယ်ဆိုတစ်ချက်တတိထားတယ်ခါနေပါတတိကမ္မဒီဝိရိယတခါပိညာဆိုတဲ့ဘုံ၅ပါးဒီ၅ပါးလို့တစ်ချက်တတိထားတယ်ခါနေပါဘုံ၅ပါးလို့ဒါရကုသိုလ်စိတ်တရားစိတ်ဒီစိတ်ကြီးတတိယအားကောင်းလာလို့ပွားများတယ်တော့ခက်တိပြီးတယ်သွားနေတဲ့တတိထားတယ်စားနေတဲ့တတိထားတယ်ထိုင်နေတဲ့တတိထားအဲဒီကိုချိန်တိုင်းမှာဖြစ်နေအောင်ပွားများရတယ်တောင်းတတိယနဲ့ပွားတယ်အာယုံကတော့ဒီအာယုံတစ်ခုတုံးလို့ရတုံးပြရအာယုံကတိတ်ကြီးကကြာအဲ့ဒါကဒီအာယုံကောင်းတယ်ကိုအာယုံကောင်းတယ်ဒီကားကြအဲ့ဒါဘာလဲကောင်းတယ်ကိုကောင်းတယ်လို့ဒီတယ်ပြောကြတယ်အမှန်ဘယ်အာယုံကကိုကောင်းတယ်လူပဲဝေရရတဲ့တိစီက
ပြထားပြီးတော့ဝါများစိတ်ဆူတဲ့ပြတာအဲ့ဒါအာယုဆောက်ပါယုံလာတာကစိတ်ကတော့ဘာလို့ဆောက်ပါအဲ့ဒီဆရာတို့လူကြောက်တာဒီဆောက်ပါမရှိပို့ရှိအာယုတော့ခဏပါမရှိဆောက်ပါမရှိဒီအာယုဒီတဲ့အာယုယူပြီးတော့ဘူငါကိုပေါင်းရတာပဲတရားနဲ့ဟောဝိဇ္ဇာယုစိတ်ရှိပါအရေးကြီးတာရှုမှတ်စိတ်ရှုမှတ်တဲ့စိတ်ပေါင်းရတဲ့စိတ်ဒါအရေးကြီးတယ်တရားအထုတ်စိတ်လုံးနဲ့အာဝံပြီးတော့မနောကံအာယုလုံးကိုစိတ်လုံးအာယုကတတိရှိအောင်ပြရတယ်အလုံးပြရတယ်ပြရတယ်ခုပဲအဲ့ဒီတတိရှိပြီးတော့မှဒီအာယုကိုပြီးမယ်နားလည်သဘောပေါက်အာနာပါလေဒါပါပြနေတယ်ဒါကနားလည်ပါအဲ့တော့အာထုပါတိကိုအာထုပါသာမောအာယုတိပေါ့နောက်တော့ပညာကြီးရတယ်ပညာကြီးပြောင်းတော့တိလာရတယ်ညာရတယ်တစ်ချိန်လိုက်တာဒီနေ့မှာပညာကိုလည်းဉာဏ်ပညာနဲ့စိတ်တွေရတယ်ရှိပြီလားဒီစိတ်တွေကတတိနဲ့တွဲပြီးတော့ဖြစ်တယ်ဆိုတော့တတိပါအောင်ဉာဏ်နဲ့ရှင်းတယ်တတိနဲ့တိုင်းသဘောပေါက်ပါလားဉာဏ်ရလို့လို့လားဉာဏ်ဖြစ်ခွင့်ရတာဒီစာမဝိရှိတဲ့တရားအထုတ်တဲ့အဓိကအလားတရားရမပါဒီလိုမပါဘူးဝိပဿနာတရားမဖြစ်တော့စဉ်းစားကြည့်ကိုယ်စိတ်ကိုရှုနေတဲ့အခါမှာဒီစိတ်ကမကောင်းတဲ့စိတ်ကြီးညာဖြစ်နေတယ်ငါစိတ်ကမကောင်းပါဘူးအဲ့ဒီစိတ်ကကြာတော့ depression မှာရတာတရားမရတဲ့ depression မှာရတာအယူမှားနေတော့ရှိလို့ရှိစိတ်ဆိုတာဘာလဲကုသိုလ်စိတ်နဲ့ဓမ္မပဲအကုသိုလ်စိတ်နဲ့ဓမ္မပဲအဲ့လိုမျိုးလည်းနားလိုက်တာပဋ္ဌာန်းရင်းနေတာကြောင့်ကုသလဓမ္မအကုသလဓမ္မဒါပဲဓမ္မဓမ္မပါလေကုသိုလ်စိတ်နဲ့ဓမ္မဓမ္မပါစိတ်နဲ့စိတ်အကုသိုလ်စိတ်နဲ့စိတ်တရားဆိုတာစိတ်ကိုနားလေခြင်းသိခြင်းစိတ်ဆိုတာနားလေဘယ်လိုလုပ်လဲဘာလဲဆက်စားလဲဒါဒီသိခြင်းကိုတတိချလေဘာလဲဖြစ်ဖြစ်တဲ့ဓမ္မဓမ္မပါမလို့ဝင်လာပြီးကောင်းကောင်းဆိုအားလုံးတရားတော်ပဲဆိုဥဒ္ဒါနဲ့လက်ခံပြီးရှုမှတ်ဖို့ရှိတယ်ပြောင်းလဲလို့ဖြစ်ပြောင်းလဲလို့ဖြစ်တဲ့ဥဒ္ဒါဘာဝနဲ့ဖြစ်လာတာလည်းလက်ခံပြီးတော့ဒီစစ်စစ်စောင့်ကြည့်ပြီးတော့အတိအကျပြောင်းလာပြီးတာရှုမှတ်တရားနဲ့တော့ဘုရားရှင်ရဲ့ပြောင်းဆောက်လို့ရတယ်မဟုတ်ဘူး။ဘုရားမဖြစ်ချင်တဲ့ပေါ်လာရင်ပြောင်းဆောက်လို့ရတယ်မဟုတ်ဘူး။သူ့ကဘာဝနဲ့ဖြစ်လာတဲ့သဘောတရားတွေကိုအာယုစာမနာနဲ့တရားတော်နဲ့တရားတော်အနေနဲ့လက်ခံပြီးတော့တတိထားပြီးဖို့တတိထားတော့ကိုယ်လိုပဲဘုရားရဲ့ပြောပြီးယောဂီရဲ့သုံးခုပဲရှိတယ်ယောဂီကြောင့်ကသုံးခုပဲရှိတယ်တဲ့အနေနဲ့ဒါပဲတော့ဒီကလာပြီးအတော့ဒါပဲလို့လားဘာလဲနမတိဒီလိုမှာဘာမှလည်းကြည့်ရမယ်ရုပ်တော်ကဘာဝလို့ပဲလုံးဝရတယ်ပုဂ္ဂိုလ်တ attva နာတာလုံးဝလို့ဒါပရမတ်ချက်တော့ဒီတဲ့ဆရာတိရှိရတရားဆရာတော့ရှိတဲ့တိလေးမှာပြောင်းအောင်ထိန်းထားတာပွားများနေတိဆက်ဆောင်ပြုလုပ်နေအယူမှန်လားပြင်တာတိရှိနေတာတိဆွေးနွေးအောင်အားထုတ်နေတာဝိရိယအလုပ်မှာတော့တတိယဝိရိယနဲ့ပြင်တာအားထုတ်နေတာ
ဒါပေမဲ့ဘာကြံခဲ့လဲဆိုတော့တတ်သိကြံခဲ့ကုသိုလ်စိတ်တွေအကုသိုလ်စိတ်တွေစိတ်ပြီးပြတာဒါပေမဲ့ကြံခဲ့တာတတ်သိကြံခဲ့တယ်အဲ့တော့အကုသိုလ်စိတ်တွေဖြစ်တာများတယ်အကုသိုလ်တတ်သိရအားကောင်းတယ်အဲ့လိုပဲတရားစိတ်ဖြစ်တာများတယ်တရားတတ်သိအားကောင်းတယ်ဒီဓမ္မလေးတွေပြင်ရတယ်တတ်သိအားကောင်းတာတရားအားကောင်းတယ်ပြောတာကိုယ်စိတ်စဉ်းစားပြီးကုသိုလ်စိတ်တရားစိတ်တတ်သိအားကောင်းအောင်သိချင်တယ်ပြုစုနေပြုထောင်နေဒါဝေဘာဝနာလို့ခေါ်လူတွေကတော့လောဘကြီးတယ်ဒေါသကြီးတယ်ဆိုပွားလာပွားများလို့ပြီးတာနေဒီစိတ်ကြီးပဲဖြစ်လို့ပြီးတော့သူကအားရကြီးအဲ့ဒီဘက်ကကုသိုလ်စိတ်ဖြစ်ရင်ဖြစ်မဖြစ်လို့အကုသိုလ်စိတ်ဖြစ်ပါဒါကုသိုလ်စိတ်ရှိနေဒီတိုင်းမရှိအကျင့်ဖြစ်ဖြစ်လို့ပါပဲဒီလိုပဲဖြစ်စရာရှိတယ်အဲ့တော့တရားအကောင်းရှင်ကုသိုလ်စိတ်ကြီးများများဖြစ်အောင်ကြိုးစားတယ်အမြဲတမ်းဖြစ်ဖို့ပြီးရင်တို့တတိယအကောင်းလာတယ်ဒီဘက်ကကုသိုလ်စိတ်ကြီးတတိယအကောင်းလာတယ်လာတဲ့เนี่ยအကုသိုလ်စိတ်ကြီးအများကြီးပြီးပါလောလောအာဒါဝတရားအတူတူပေါ်တယ်ဒါတော့ပေါ်များတာဒီကိစ္စမှာတရားအတူချင်းအချိန်တိုင်းပါအဲ့ရလို့နဲ့ညအဲ့ရလို့တရားအတူချင်းအဲ့ချင်းကဘာလဲပေါ့နော်တရားအတူတာလည်းအဲ့ချင်းပေါ့ဒီမှာမတော့ရဘူးအခုခန္ဓာမှာဖြစ်နေတဲ့ဥစ္စာမှာဖြစ်တဲ့ဘောများကိုသိထားရတယ်ဒါတရားအားထုတ်တယ်အဲ့မှာတဲ့အခုဒီထိုင်ကူဒီခဲ့တာခဲ့တယ်ဆိုတော့ဒီစစမြင်လို့ရိတ်ချင်းရှိပါဘူးကြပါအမြဲတမ်းရှိဖို့ကမလွယ်ပါဘူးအဲ့တော့ဘုရားပြန်တာဘုရားပြည်ပြန်တာဘုရားပြည်ပြန်တာအဲ့ဒီအောင်လို့ပါစိတ်နဲ့ကာဝယ်လို့လုပ်ချင်ရှိတယ်စိတ်ဝင်လေးရှိလာတတိပိတတိထာတတိပိအဲ့ဒါတရားရတော့ပါပြီတရားထုတ်တဲ့နေရာမှာတာမန်စိတ်ကပါလည်းရေးချင်ဘာမှကံစဉ်းစားကိုအားထုတ်ဖို့ကြောင့်ကိုစဉ်းစားနေတရားအားထုတ်တာအားကောင်းတယ်အဲ့လိုပေါ့ရတဲ့စဉ်းစားပြီးတော့တကယ်တမ်းပြောရင်ကိုလုပ်တဲ့လို့စဉ်းစားပြီးတော့ပါဒါမှစိတ်ကအားပြည့်ပါဟုတ်မစဉ်းစားနဲ့ဆိုရတော့လေဘလို့ပြဿနာကောင်းရည်ရည်ဆိုတဲ့တရားမဟုတ်ဘူးတရားတစ်ချက်ဆိုရင်ကဉာဏ်တာတာဤစုစုတော့ဆရာရှိတယ်ပုံမှန်ဒီပါစနေရှိတယ်ဒီပေါ်တရားဆိုတာအပြည့်နိုင်သူ့လိုလိုတဘာဝတရားတွေမှာလည်းအပြည့်နိုင်သူ့လိုလိုသူ့တဘာဝကိုပေါ်ပြသူ့နေချက်ကိုပေါ်ပြဘုရားလိုပြရမှာပေါ်များအောင်အာများအောင်ပေါ်ဖို့ပဲပေါ်များတာလည်းဆိုဒီတတိကမလေးနဲ့သူ့လိုလောက်တာတော့အလိုလိုတော့စဉ်းစားကြည့်ဘာမှမမြင်လိုက်နဲ့ကြားလိုက်မြင်လိုက်နဲ့ကြားလိုက်နဲ့လောဘကအရင်ရောက်နေသူ့လိုဘာလို့လဲဆိုအဲ့တော့ဆက်လို့ဘုရားအားထုတ်သူကရောက်နေမြင်လိုက်နဲ့လူစီနာနဲ့မရှိတာအခုအမြဲနေရာရောက်နေသူ့နေရာရောက်ဘာကြောင့်သူကအမြဲဒီခွင့်ရတာအားကောင်းနေအဲ့အာရုံနဲ့တိုက်မှာတိုက်တာအမြဲတမ်းနေဖြစ်
ရတယ်ပေါ်လိုက်တယ်စိတ်နဲ့တဲ့ဖြစ်ပြီးတော့ဉာဏ်နဲ့အားကြီးတယ်ကိုယ်စိတ်ကိုမြင်ကြည့်တယ်အဲ့ဒီဘာကိုကိုမြင်လာတယ်တော့အားကြီးတယ်အခုစိတ်ပြည့်နေတာစိတ်တော့အားကြီးတယ်အမှန်တိုင်းသိလာတယ်တရားကအကောင်းနဲ့တွေ့ရတယ်ပေါ့အဆိုးကြီးပဲတွေ့ရတယ်ပေါ့တရားတော်ကအမှန်တိုင်းအကောင်းမြင်ပါရတယ်ပေါ့ဒုက္ခကအကောင်းမြင်ပါရတယ်အဆိုးမြင်ပါရတယ်ပေါ့အမှန်မြင်ပါလားအမှန်မြင်လို့ပဲအတော့တယ်ကောင်းတယ်ကောင်းမှသိရတယ်ဆိုးနေတယ်ဆိုးမှသိရတယ်ကိုယ်စိတ်တော့ဆိုးနေတော့ကိုသိတယ်ဆိုရင်ဒီလိုပြည့်ရှိတယ်သူရှင်းနေတယ်ခဏခဏကိုဆိုးတာဆိုးမှသိတယ်မှာမျိုးပြည့်ရှိတယ်သိတာသိတာပဲကိုဆိုးဆိုးမှသိတယ်မျိုးပြည့်ရှိတယ်ကိုမိုက်နေမိုက်မှသိတယ်လူမိုက်ပြည့်ရှိတယ်အမှန်နဲ့သိချင်တယ်နော်တရားတော်ကောင်းတယ်ကောင်းတယ်နိုင်မှဆိုးနေဆိုးနေနိုင်မှလည်းသိတယ်အမှန်သိချင်တယ်ပေါ့အဲ့ဒါအမှန်နဲ့သိတယ်ကိုမြတ်တယ်လို့တော့အမှန်တရားကိုအရှိကိုရှိနေအမှန်နဲ့သိဖို့လိုတယ်သိအောင်လို့လည်းသိထားနေတာကိုယ်စိတ်မှာစိတ်ဖြစ်နေတယ်မကောင်းတယ်မကောင်းတဲ့တိပြီးတယ်ဒါအဲ့တော့အယူဆမှလို့ပဲငါစိတ်ဆိုတော့ပါပြီစိတ်ကငါစိတ်ကိုဥဒ္ဒဘာဝတရားကိုဒေါနာဘေဘာဝပဲသူကလူတွေမို့ပုဂ္ဂိုလ်တွေမို့တတ်တော်ရမို့ငါတွေမို့ငါဟာလည်းမို့အကြောင်းကြောင့်ဖြစ်နေတဲ့သူတရားတွေဒီလိုမျိုးအမှန်နဲ့သိအောင်လို့ဖြစ်နေတယ်သိချပြရတယ်တော့ဘာနဲ့ဒီလိုတော့ဘာလို့တော့သိကြဖို့ကြိုးစားဖို့ပြောင်းလို့ကြိုးစားဖို့ကြည့်ဖို့ကြိုးစားလူတော်တွေများအခုဒီစိတ်နဲ့မကောင်းတော့ပဲပြည့်ရပုံနဲ့အဲ့လိုတော့တရားထုတ်တဲ့နေရာမှာဥပဒနာတရားဆိုတာဒီလိုမဟုတ်အခုစိတ်ဖြစ်လာရင်အမှန်နဲ့တည်ပြီးအယူပါပဲမှန်တယ်ပဲတည်တယ်ဖြစ်မှတည်ကြောင်နဲ့ကြောင်နဲ့တည်တိုးလာတယ်တိုးလာမှတည်ရော့သွားတယ်ရော့သွားမှတည်ပြီးခိုင်းတည်ဖို့လည်းတောင်းရှိတယ်ရော့လာကိုယ်ရောသူ့ဘောတရားနာသူ့ဘောရှိနေတယ်ပါတယ်သူ့ဘောကမှလည်းသိချင်စောင့်ကြည့်တယ်ပွားများစောင့်ကြည့်ရစီပွားများတယ်အငြင်းနဲ့စောင့်ကြည့်အချိန်တိုင်းမှာစိတ်ကအမျိုးမျိုးဖြစ်တယ်အငြင်းနဲ့စောင့်ကြည့်ရင်မြင်ဝင်ဆုံးလာတယ်သဘောပေါက်တယ်စိတ်ရဲ့ဘာဝနဲ့နားလည်တယ်မြင်တဲ့ဘာဝနဲ့နားလည်တယ်လူနာရောမထုတ်တာပါလောကီမှာကျူးစားနေရတယ်တော့ကျူးစားနေရတယ်ဒီကိုကျူးစားတာကောင်းဝင်လို့ရေဝင်လို့ရှားလာလို့ရတယ်ဒါပါတယ်မို့ဘယ်ပရိုဂရမ်နဲ့ဗီဒီယိုနဲ့ပါလာတရားထုတ်ဆက်တာထုတ်တာဒါတော့လည်းတရားတစ်ဖြစ်ဖြစ်တယ်အထုတ်တဲ့အာထုတ်တာမှလည်းဆိုရင်ဆန္ဒနဲ့အကျိုးကိုပြီးမှဆင်းရဲတာတက်တာပဲဒါပါတယ်ဟုတ်ပြီပါတယ်နားလည်းပြီးဖို့ဘောမောတော့အစမှပြီးပြရပါလေပြီးနဲ့ဆက်နေပါရေလုံးတော့တကယ်အချက်နဲ့စုတယ်
information တွေကိုစုတယ်အချက်နဲ့ပြည့်စုံလာပြီဆိုရင်လည်းပိုင်းခြားတယ်ဒါပါလေဒါရပါကြီးလေဘာဖြစ်လာလဲဒီစကားပိုင်းခြားတဲ့ဉာဏ်ပေါ်လာတယ်တတိပြည့်စုံလာလို့ရှိရင်စုဆောင်တဲ့အချက်နဲ့ပြည့်စုံလာတယ်ဆိုရင်ဝင်လာတယ်တော့ချက်ချတယ်မငြင်းဆိုတာဟုတ်တယ်ဘာလို့လဲကိုယ်လည်းပြီးတော့မငြင်းဘူးလေပေါ်တယ်လို့စိတ်တိုင်းဒီပဲဒီအားပြလာတဲ့စိတ်ကြီးကတော့ဆုံးတယ်များဆုံးတယ်ယောဂီတော်လည်းတော့ဒီလူမှာဟိုရဲ့တတိရှိဖို့ရဲ့တတိဆိုနေတယ်ဒါမှမဟုတ်လည်းချိန်ရတဲ့တရားထုတ်ခြင်းမလို့တရားထိုင်မှအထောက်အကူလမ်းလျှောက်နေတယ်တွားတယ်ရိုးရိုးလေးပါတွားတယ်တော့တတိရှိပါလို့ပဲမှာစိုက်တာရှိရတယ်တွားတဲ့ချက်ဘယ်လိုလဲရှိဘယ်လိုလဲရှိရတယ်ရေးကြည့်တာတွားနေတော့ကတတိရှိပါစားနေတော့ကတတိရှိပါထိုင်နေတော့ကတတိရှိပါဝေယဝစားကုန်နေတော့ကတတိရှိပါဒါကြောင့်ဒီတတိရှိဖို့ပဲသူစားလို့ချင်တယ်လို့ဆိုင်ရှိတယ်လို့ပြန်နေပြီလားကိုနေဒါကကိုယ်ကဒီပြည်နေပြည်နေဒီအိုင်နေပြည်နေဒီဝါနေဒီပြောနေကောင်းနေဒီရောပါနေရောတော့ဒီရှိကိုလည်းဒီနောက်ဆုံးလည်းဒီပဒနာတော့အဲ့တိုင်းပဲပါဘယ်လိုလဲညာလေးပါဆိုပြရတယ်ကိုယ်ကိုယ်ရည်ဖြစ်တဲ့တည်ခိုင်းတည်ပြန်ဘာလို့ကိုယ်ကိုယ်ရည်တည်တော့ဟုတ်တယ်ဒါစိတ်နဲ့လုပ်နေတယ်ဆိုတော့ပြည့်တည်တာလောကကဒီစစ်စစ်ရှိနေတာကြားနေတာအဲ့လိုတည်လာပြီဆိုရင်လည်းတော့ထဲပေါ်ဒီချာပြီးစိတ်ပါပါလေရိုးရိုးတည်လေးစားတာတော့ပါပေါ်ဒီပေါ်ရဲ့ဘာလို့ဒီစားဒီပါတရားတော်နေတယ်ဆိုတာဒီဥဒ္ဒကိုကျိုးစီပွားတဲ့အစိတ်တဏှာရောပါတယ်ဒီဥဒ္ဒစိတ်တွေဒီစီစီနဲ့စိတ်ကိုလည်းပြန်စိတ်ပါတရားထုတ်တာတင်းနေတာချက်နေတာစိတ်ကြီးတင်းနေချက်နေပြီဆိုရင်လည်းမဟုတ်တော့ဘူးအခုကမှလည်းဘာစိတ်ရတော့လည်းပြန်စဉ်းစားပြန်တော့တယ်အဲဇောကတော့ဘောကနေစိတ်ရတင်းနေလောဘနဲ့အတုနဲ့စိတ်ကြီးတင်းနေလောဘနဲ့အတုနဲ့စိတ်ကြီးချက်တင်းနေချက်တရားထုတ်လို့ရှိရင်ချောင်းရတယ်ဒီတော့ချောင်းမျိုးအေးနေဘာသာရေးလို့ဘာသာရေးဖြစ်ချင်ဒီလိုဒီစီအဲဘာသာလို့ခြင်းမကြည့်လိုက်တာလည်းမရှိဘူးဆိုရင်စိတ်ကဘာသာရေးဖြစ်နေပြီဒီကံမှာဒီပေါင်းနေတယ်ဘာလို့ကဘာလေးပေါင်းနေလဲဆိုတော့အယူမှန်တယ်အယူစားမှန်တဲ့စိတ်ဖြစ်လို့ဥပမာအာရုံကုတိုက်တာလို့ကောင်းတယ်လို့ပြောဆွဲမကောင်းလို့ယူနေမဟုတ်တယ်တော့လူတွေလည်းချစ်စရာလို့လည်းလည်းချစ်တဲ့စိတ်ဖြစ်နေဘုံစရာလို့လည်းဘုံတဲ့စိတ်ဖြစ်နေတရားဓမ္မကိုစဉ်းစားဘယ်လိုလုပ်ရအာရုံတွေမှာချစ်စရာလို့ဘုံစရာတိစရာဒါမှမဟုတ်တိစရာလို့ချစ်ချင်းမကြီးလွတ်သွားတိစရာချစ်လို့လည်းမဟုတ်လို့တိစရာနားတယ်အာယုံနဲ့ပြည့်ခိုင်တဲ့ဘောအာယုံနဲ့ definition ကိုနားတယ်နေစိတ်ကလည်းမလာဘူးစိတ်ကလည်းမလာဘူး
ရှုမှတ်စိတ်ကဉာဏ်ပါနေပြီဆိုတော့ဥပိ္ပခာပဲရှိစိတ်ကလည်းမလာဘူးစိတ်ကလည်းအဲ့ဒါသမာဓိရတယ်ပါပြီးတာသမာဓိဆိုတာပြီးချီတယ်အဲ့ဒီစေလုံးတဲ့ဘုရားခေါင်းဆိုစိတ်ကပြီးချီတယ်ပြီးချတယ်အဲ့ဒီသမာဓိတည်တယ်ဥပိ္ပခာရတယ်အဲ့ဒါပဲအယုံနဲ့ကြိုက်တဲ့ဒါလေးကိုပြောကောင်းလာတယ်မဟုတ်ဘူးမကောင်းလာတယ်အတူတူဆိုတာမကောင်းတာမဟုတ်ဘူးပြေးဆိုတာလည်းပြေးတယ်တီးပြီးဘူးမဟုတ်ဘူးအဲ့ဒီတီးမှတီးပေးနေတယ်ဆိုရင်တီးပေးနေတယ်ဆိုရင်တွေ့ရမှာမဟုတ်ဘူးအဲ့ဒီတွေ့မှမတီးဆိုတာမတီးတွေ့ရတော့အဲ့တော့တွေ့ရအောင်တီးပြီးတွေ့တယ်တီးအောင်တွေ့နေပါသမာဓိတီးဒါဆိုရင်တွေ့လို့တွေ့မှမတီးရင်ညောတယ်ပါပါတွေ့မှတီးပြီးအတွေ့အကြုံမရှိတော့မနိုင်ဘူးဆိုတွေ့မှတီးပြီးရှိနေပြီလားအဲ့လိုရှိမလို့ပါအဓိကအတွေ့နဲ့ရမှာဖြစ်ပါအတွေ့ကိုဒေါရမဖြစ်ဖို့ရည်ကြီးတယ်အတန်ကိုဒေါရမဖြစ်ဖို့ရည်ကြီးတယ်ဒါလည်းစဉ်းစားနေဒေါရမဖြစ်ဖို့ရည်ကြီးအာယုံနဲ့မကောင်းတဲ့ဘောပါလို့ဓမ္မတဘာဝနဲ့အယူဆမှန်နေစိတ်မှာကြိုက်တယ်ငါအောင်လို့အလေးချိန်များအထုံးရတယ်ဒါကြောင့်အမြဲတမ်းအထုံးရတယ်တွန်းချင်အောင်အလေးချိန်ပြအောင်အလေးချိန်များရင်သဘာဝဖြစ်ပါလေတရားကသဘာဝဖြစ်ပါတော့အခုဟာတရားကသဘာဝဖြစ်နေတယ်လောဘရည်တရားသဘာဝဖြစ်ဒေါသရည်သဘာဝဖြစ်သဘာဝနဲ့ဖြစ်ရတယ်တတိယဝိုင်းနဲ့အချိန်ရတယ်အာယုံတစ်ခုတိုက်ရတယ်ရှိမှပြီးတာတတိထားပြီးတာဆိုရင်ကိရိယာဖြစ်ခွင့်မရဘူးအဲ့ဒါတတိကမာနနဲ့အာမေရဲ့အချိန်မှာလောဘကအရင်ဖြစ်ဖြစ်သွားသူတို့ဖြစ်သွားပြီးမှလိုက်ရှုနေရတယ်ကာမရာရှုအောင်ပါပဲခါတယ်အချိန်နဲ့တရားထုတ်ခြင်းတော့မမြင်ပါဘူး။တရားကဓမ္မရောမခိုင်းတာမဟုတ်ဘူး။အထောက်အကူခိုင်းနေပြီးတော့ဘယ်နေရာရောက်ရဘာပဲလုပ်နေလို့ပြရမယ်ဘုရားတတိယလို့မျိုးအိုင်ဘယ်မှာပြထားဘူး။နောက်ဆုံးဒီကနေ့ရောက်တဲ့ဒီချင်းနဲ့ဆုံးလာတတိယဒီနဲ့တော့ပြရမှာလေ။ဖြစ်ရှိနေခြင်းအတိအမှန်ပါတော့